ကိုနဲ့မသက်ဆိုင်တဲ့ရက်ဝန်ဆိုတာတည်တံ့ရှိပါတယ်ကိုဘလောက်ပဲပေးဆက်ကိုရဲ့စေတနာတွေကိုနားမလဲတဲ့ရက်ဝန်ရဲ့ကိုဘလောက်ပဲနားလဲပေးတစ်ဖက်သက်ဆန်ပြီးဥပစ်ခါတွေပဲပြန်ရတဲ့ရက်ဝန်ရဲ့ကိုအတွက်ကိုပဲကြည့်ပြီးနှစ်ဦးနှစ်ဖက်စာနာမှုမရှိတဲ့ရက်ဝန်ရဲ့ဒီလိုပတ်ဝန်းကျင်မှာဆက်နေပြီးကိုရဲ့စိတ်ကိုမညာချင်ပါနဲ့တော့နှလုံးသားမပါပဲပြုံးပြတဲ့အပြုံးတွေကိုအပြုံးစစ်ထင်ပြီးပြောနေတာတွေကိုရပ်လိုက်ပါကြိုးဆိုခြင်းမရှိတဲ့တကားတွေကိုမခောက်ချင်ပါနဲ့တော့ကိုတန်ဖိုးမသိတဲ့သူတွေအတွက်ခဏတန်ဖိုးအကြမခံပါနဲ့တော့ဒါကြောင့်လူတိုင်းပေါ်မှာမေတ္တာထားပါဥပိ္ပခာနဲ့ထိုက်တန်သူကိုဥပိ္ပခာထားပါရိုးသားမှုကိုလက်ကင်ထားပြီးယုံကြည်ရာတွေအတွက်ရှေ့ဆက်ပါအဓိကကိုနဲ့မတန်တဲ့ဆက်ဆံရေးတွေမှာအချိန်မကုန်ပါနဲ့ကိုကဆွဲမမြဲမဲ့လက်တွေကိုအပင်ပန်းခံပြီးတော့ဆွဲမနေပါနဲ့တော့လွတ်ချတဲ့နာကိုလွတ်ချပြီးလွတ်လပ်စွာပြန်တမ်းပါသူ့ကြောင့်ငါကြောင့်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုချုပ်နှောင်မထားပါနဲ့ဘဝမှာနေထိုင်တဲ့အခါခွင့်လွတ်တဲ့နာခွင့်လွတ်ပါစွန့်လွတ်တဲ့နာကိုလည်းစွန့်လွတ်ပါပျော်ရွှင်စွာနဲ့ဘဝကိုရှေ့ဆက်ပါတဲ့ဒါကတော့အရင်ကတန်ဖိုးရှိတဲ့စာစုလေးတစ်ခုကိုEmania Facebook သုံးရင်းနဲ့ဖတ်ရလို့ပေါ့နော်အားလုံးကို credit ပေးပြီးတော့မျှဝေပြီးတော့ဖတ်ပြပေးလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်အဓိကပြောချင်တာကိုနဲ့မသက်ဆိုင်တဲ့ရက်ဝန်တွေကိုကပေးဆက်မှဒီရဲ့ဆက်ဆံရေးတွေအမြဲနေမယ်ဆိုရင်ဒါအီလိုတွေပြန်စဉ်းစားရမယ်စွန့်လွတ်တဲ့နာကိုစွန့်လွတ်ရမယ်ကိုအတွက်လည်းအဆင်မပြေနေဘူးမစွန့်လွတ်ဘဲနဲ့ဒီတိုင်းတင်းဆွဲထားမယ်ဆိုရင်ကိုပဲနာကျင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစာစုလေးကိုအားလုံးအတွက် sharing လေးလုပ်ပြီးတော့ဖတ်ပြပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်